ကြည့်ပါစစ်စရာလေးဟဲ့ဘာမိုးလေးလည်းမသိပါစားတော့စားရမှာမဟုတ်ဘူးကြည့်အောင်ဒီချိုးနဲ့တွေ့လာတာကြည့်အောင်စစ်စရာလေးတစ်ခါမှလည်းမြင်ဘူးပါဘူးဒီလိုမိုးလေးစကားပေါင်းမသိဟိုကကြာနာပဲအယုံမလေးဟိုကစကားအယုံမလေးဟိုကလေးဆက်ထားကြာနာကြည့်အောင်ဘာမိုးလေးလည်းစားဦးနဲ့တူတယ်စားပါဦးစားရဲပါကြောက်တယ်ကျူစစ်စရာလေးဟိုစကားကောကလေးထင်နေကျူမသိဟိုဆက်စားအုတ်ထုတ်လေးစောင်းထားတယ်သူတို့သမီးတွေလေသူတို့သမီးတွေဟိုကအုတ်ထုတ်လေးစောင်းထားတဲ့အတိုင်းလေးပါရဲ့ကြည့်ပါဦးစစ်စရာလေးဟဲ့လှလိုက်တာဒီကိုင်ညာစစ်စရာလေးဒါတော့မကျူကိုနှောက်လိုက်တာကြောက်ကြားတဲ့ကနေပေါက်လာတာကြောက်ကြားတဲ့ကနေပေါက်လာနှောက်လိုက်တာအမနည်းနည်းလေးပဲ့ပါတယ်ဒီမှာတစ်ချက်ဒီလိုလေးအခုံလေးနဲ့စစ်စရာလေးကျဒီကိုင်းဥတွေတောင်ရလာစစ်စရာလေးကြည့်ကြပါဦးဘာမူလေးတော့သိရင်လည်းပြောကြအောင်ကြည့်အောင်ကျမတော့အင်းဦးနဲ့ဟိုဘာလေးဟိုဟာလေးဘာမူလဲတောင်ပို့မူလားပါလားဒီအဲ့လိုမူပဲမြင်ဘူးလားခုမူလေးမြင်ဘူးပေါ့ခဲကြည့်ပါရှစ်စီရဒီဖန်ကားလေးတိုင်ကြည့်အောင်အယုံမလေးစိတ်ထဲမှာအော်လို့အယုံမလေးလားမသိဘူးလို့ကြည့်လိုက်တာသူကဒီချိုးတဲ့နာလေကြောက်ကြားတဲ့ကနေပေါက်လာမုံအုတ်ခဲကြားနေပြီမှာပေါက်နေသူကဟိုကိုင်းလုံးရှိသေးတယ်သူဖတ်သူပဲ့သွားတော့သူဖတ်သူပဲ့ကြပါသူဆက်စရာလေဘာမိုးလေးတော့ဖွေးလေးကိုင်းလိုက်အစ်စီအမကြီးဖော်တုံးလေးကိုင်းဟိုဟာလေးဖော်တုံးလေးကိုင်းရတယ်လို့ပဲအစ်စီကြည့်အောင်ဆက်စရာလေမကြည့်အောင်စကားပါကလေးကြွားသူတဘာဝတိုင်းနေတယ်နော်ဟိုပန်းတီတွေမှာသွတ်တဲ့ဟာမျိုးလေးကြည့်အောင်ဒီလည်းပြောကြအောင်ကျမဘာမူတော့ကြည့်အောင်တော်တော်ရှစ်ဆက်ကောင်း